ငါရဲ့နေ့တွေရက်တွေဘလို့ကုန်ခဲ့တာလဲတနည်းအားဖြင့်ငါရဲ့အသက်တွေဘလို့ကြီးခဲ့တာလဲပြန်စဉ်းစားကြည့်စမ်းအခုအသက်90ရှိပြီဘာတွေမေမေရရကိုယ့်အတွက်ထောက်ထောက်ခံခံဖြစ်မဲ့ကိစ္စတွေဘာတွေလှုပ်ထားလဲဘာတွေခိုင်ခိုင်မာမာကို့မှာအသိဉာဏ်တွေရှိပြီလေဝိုးတော်ဝါဒရောင်ပေးပြီးရောင်နာနာနဲ့အချိန်ကုန်ခဲ့တာများတယ်ဒီစကားကဘယ်သူကိုပြောလွဲခဲ့ပါတယ်ဗျာဘာကြောင့်လဲဆိုတော့သူလဲတူတူကိုလဲတူတူပဲလေဖြစ်တယ်လို့ပဲနေကြတာဗျာတခါကြီးဒီကမကြီးများဟုတ်လားအသက်တွေသာကြီးလာတာစိတ်ချရတဲ့ကျင့်တတ်ရတဲ့အားရှိစေတဲ့အသိဉာဏ်တွေရအောင်ဘယ်သူမှမလုပ်ရသေးတာများတယ်လုပ်ပြီးစားလို့အင်မတန်နေတယ်ကိုအားမရတော့မကျင့်တတ်သောလူတွေပဲများတယ်ဘယ်တင်ဟောနေတာမဟုတ်ဘူးနော်အတက်ပြောနေတာဦးဇင်းတို့ကဟုတ်လားလူတော်များများဟာကိုအားမရဘဲနဲ့မကျင့်တတ်ဘဲနဲ့နေရတာဒီကမကြီးများအဲ့ဒါဟုတ်လားတေချာစဉ်းစားကြည့်နော်ဘာဖြစ်လို့အားမရဘဲနဲ့မကျင့်တတ်ဘဲနဲ့နေရလဲဆိုတော့အားရเสียရှိအောင်ကျင့်တတ်เสียရှိအောင်လုပ်မှမထားပဲကိုစိတ်ကအမှန်သိတယ်ဗျာကိုမှအားရเสียမရှိဘူးဆိုရင်အားရတဲ့စိတ်ကဖြစ်မှာမဟုတ်ကိုမှကျင့်တတ်เสียတကယ်မရှိဘူးဆိုရင်ကျင့်တတ်တဲ့စိတ်ကတကယ်ဖြစ်မှာမဟုတ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကိုအသက်ဘလို့ကြီးခဲ့တာလဲကိုရဲ့နေ့တွေရက်တွေလတွေဘလို့ကုန်ခဲ့တာလဲဆိုတာကိုလေးလေးနက်နက်စဉ်းစားသမ်းပါအရေးမပါအရာမရောက်တဲ့ကိစ္စတွေနဲ့ကုန်ခဲ့တာများတယ်ဗျဒီကမကြီးတွေအဲ့ဒါဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းတွေစဉ်းစားရင်းနဲ့အချိန်ကုန်ခဲ့တာအဲ့ဒါတွေကိုပြန်လဲတုံ့ပြန်ရင်းနဲ့အချိန်ကြီးကုန်ခဲ့တာ